low contact ဖြစ်နေတဲ့သူ separation ဖြစ်နေတဲ့သူပြီးတော့ဒီ soul connection ရှိနေတဲ့သူတွေပေါ့နော်အဲ့လိုလူတွေအတွက်collective reading လေးတစ်ခုကိုလုပ်ပေးထားပါတယ်အဲ့တော့ collective reading ဖြစ်တဲ့အတွက် follower လေးတွေရဲ့ energy ကိုအရင်ဆုံးကြည့်ကြည့်ရအောင် follower လေးတွေကအခုဒီရက်ပိုင်းအတော်တွင်းထဲမှာအဲ့လိုမျိုးကိုခေါင်းထဲမှာအတွေးတွေအများများနေတတ်တယ်ပြီးတော့ကိစ္စတော်တော်များများကိုကိစ္စလိုပဲသဘောထားပြီးတော့အရာအလုံးကိုအဲ့လိုမျိုးကိုခေါင်းထဲမှာအများကြီးတွေးနေတာမျိုးတချို့လေးတွေဆိုရင်ကိုကိစ္စတော့မဟုတ်ဘူးဒါပေမဲ့သူများကိစ္စတွေရောအကုန်လုံးကိုကိုကခေါင်းထဲထည့်ထားတယ်ဒါမှမဟုတ်ကိုကအတင်းလိုက်လုပ်နေတယ်အဲ့ဒါမျိုးတွေကြောင့်ဒီရက်ပိုင်းထဲမှာ energy burn out ဖြစ်တဲ့ပုံစံမျိုးတွေဖြစ်နေတတ်တယ်ပြီးတော့နောက်တစ်ခုကဘယ်လိုပြောမလဲဆိုတော့ဘာလို့အဆင်မပြေဘဲနဲ့နှောင့်နှေးကြံ့ကြာနေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပြီးတော့ဒီရက်ပိုင်းထဲမှာဆိုရင်လေကိုကပေါ့နော်ကိုရဲ့အဆင်ပြေရေးကိုအဆင်ပြေဖို့အတွက်ပေါ့နော်တခြားသူတွေနဲ့လိုက်ပြီးတော့အတင်းညှိယူနေရတာမျိုးပေါ့အတင်းညှိယူနေရတာမျိုးတွေဖြစ်နေတတ်တယ်အဲ့ဒီအတွက်ကိုရဲ့စိတ်နဲ့ကိုရဲ့ဖြစ်တည်မှုနဲ့ကိုရဲ့အရှိအတိုင်းနေလို့မရတဲ့အနေအထားမျိုးလေးတွေဖြစ်နေတဲ့အခါမှာဘယ်လိုပြောမလဲအချိန်တိုင်းတာတစ်ခုပေါ့နော်ကိုတယောက်တည်းဖြစ်လာတဲ့အချိန်ကျရင်ဘယ်လိုမျိုး energy burn out ဖြစ်တယ်လို့မျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေဖြစ်နေတတ်တယ်နည်းနည်းလေးလဲစိတ်ပင်ပန်းနေတာမျိုးလေးတွေ့တယ်အရင်ကြီးဘယ်လိုပြောမလဲ energy ကျတယ်လို့လည်းအရင်ကြီး energy ကျသွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဘာလဲဆိုတော့အချိန်တွေကဘယ်လိုပြောမလဲဆိုတော့ဒီတိုင်းကြီးပဲဆွဲဆန့်ထားတဲ့ပုံစံမျိုးပေါ့ဆွဲဆန့်ထားတဲ့ပုံစံမျိုးကိုလှုပ်ချင်တဲ့အရာတွေကလည်းဘာမှလုပ်လို့မဖြစ်သေးဘူးတိုင်ပင်မကြသေးဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်နေတတ်တယ်ဘာပဲလှုပ်ချင်အကုန်လုံးကနှောင့်နှေးကြံ့ကြာနေတာမျိုးတွေကြုံနေရတတ်တယ်ပြီးတော့နောက်တစ်ခုကကြတော့လေကိုကအခုဒီရက်ပိုင်းထဲမှာလေဘယ်သူနဲ့မှမပတ်သက်ချင်တော့တာမျိုးဘာကြောင့်လဲဆိုတော့ပတ်သက်လိုက်ပြီဆိုတာနဲ့ကိုကသူတို့တွေနဲ့လိုက်ပြီးတော့ဘယ်လိုပြောမလဲညှိယူနေရတာပေါ့နော်ကိုပုံစံအတိုင်းမနေရတော့တာအဲ့လိုမျိုးတွေဖြစ်နေတာပေါ့အဲ့တော့ကိုပုံစံအတိုင်းမနေရလေလူရဲ့စိတ်ကပင်ပန်းလာလေအဲ့လိုပုံစံမျိုးဖြစ်နေတယ်ပြီးတော့နောက်တစ်ခုကဒီရက်ပိုင်းထဲမှာဆိုရင်ပေါ့နော်ကိုနဲ့မသက်ဆိုင်တဲ့အရာတွေကိုလည်းကိုကခေါင်းထဲမှာထည့်ထားမိတယ်တခါတည်းရမှာကိုကိစ္စမဟုတ်တာတွေလည်းကိုကအတင်းလိုက်ပြီးလုပ်နေမိတာမျိုးတချို့အတွေးတွေဆိုရင်ကိုကတွေးနေစရာတော့မလိုဘူးဒါပေမဲ့အဲ့အတွေးတွေကိုလည်းကိုကောင်းတဲ့ကနေမထုတ်နိုင်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေဖြစ်နေတယ်ပြောရရင်တော့ energy burn out ဖြစ်နေတဲ့ပုံစံမျိုးလေးမှာတွေ့ရတယ်ပြီးတော့ဘာပဲလုပ်အရာအတော့ကနှောင့်နှေးကြံ့ကြာနေတယ်ဆိုတဲ့ပုံစံမျိုးနည်းနည်းလေးလူကလည်းလေဘယ်လိုဖြစ်နေတော့ဆိုတော့ကိုလုံးချင်တဲ့အရာတွေတော့ရှိနေတယ်ရှိနေပေမဲ့လည်းဘယ်လိုပြောမလဲဆိုတော့အရာအလုံးကအဲ့လိုမျိုးနှောင့်နှေးကြံ့ကြာနေတဲ့အတွက်လူကိုယ်တိုင်ကလည်းအဲ့လိုပြင်းတဲ့ပုံစံမျိုးဖြစ်လာတာပေါ့နော်ပြင်းလာတဲ့ဘာမှလည်းလုပ်ချင်စိတ်မရှိတော့ဘူးလွတ်ချထားလိုက်ချင်တယ်ဆိုတော့စိတ်မျိုးတွေဖြစ်နေတတ်တယ်ပြီးတော့နောက်တစ်ခုကဘဝမှာငါဘာမှလည်းမဖြစ်ချင်တော့ဘူးဒီတိုင်းလေးပဲဘဝမှာအေးချမ်းချမ်းလေးနေရရင်တော့တော်ပါပြီဆိုတဲ့အတွေးမျိုးတွေလည်းတွေးနေတာမျိုးတွေ့ရတယ်အဲ့ဒါကလေအခုဒီချိန်မှာဒီ collective သမားလေးတွေရဲ့ energy ကဘာဖြစ်နေအောင်ဆိုတော့ကိုကဒီ new beginning တခုကိုစတင်ဖို့အတွက်အရင်လုံးကရှိသမျှအဟောင်းတွေအကုန်လုံးကိုကိုကဒီအခုချိန်မှာအဆုံးသတ်နေရတာအဲ့အဟောင်းတွေကိုအဆုံးသတ်နိုင်ပြီးကြမှာအသစ်တွေဝင်ရောက်လာမှာပေါ့နော်အဲ့လိုမျိုးအသစ်တွေဝင်ရောက်လာမှာအဲ့ဒီအတွက် new beginning ဆိုတာသူ့ဖတ်သူဒီတိုင်းဝင်ရောက်လာတာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကရှိတဲ့အဟောင်းတွေကိုအဆုံးသတ်နိုင်လိုက်ပြီးကြမှာ new beginning ကစတင်မှာဖြစ်တယ်အဲ့တော့မကြခင်မှာ new beginning တခုစတင်ဖို့ရှိနေတဲ့အတွက်အခုချိန်မှာကိုယ်မှရှိနေတဲ့မလိုအပ်တော့တဲ့အတွေးတွေအဲ့ဒါတွေကိုပြန်ပြီးတော့ကိုကနေကုန်းချုပ်ရမယ့်အနေအထားကိုရောက်နေတယ်ဆိုတဲ့ energy မျိုးရှိနေတာပေါ့နော်ပြီးတော့အဲ့မှာအခုဒီတရက်နဲ့ရဲ့အတော်တွင်ထဲမှာ follower လေးတွေကလေနည်းနည်းလေး idea လေးတစ်ခုတော့ရထားတယ်နော် idea လေးတစ်ခုရှိရယ်အဲ့ဒီဟာကလည်းအရင်ကတည်းကရှိခဲ့တဲ့အကြောင်းအရာပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကိုအခုချိန်မှဒီဟာလေးတစ်ခုကနေတော့စပြီးတော့ငါအကောင့်ထဲပေါ်လိုက်ပါမယ်ဆိုတဲ့အတွေးမျိုးလေးတွေးနေတာရှိရယ်ဘာလဲပေါ့နော်ဒါအလုံးနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်တာဒါမှမဟုတ်ဘဝတိုးတက်ရေးနဲ့ပတ်သက်တာဥပမာထားပါတော့အလုံးတစ်ခုခုကိုကိုယ့်ဘာကိုဒီတိုင်းလေးစတင်ဖို့ပဲဖြစ်အဲ့လိုတစ်ခုခုပေါ့နော်တချို့ကြလည်းသင်တန်းတက်တာလို့ပါလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်တချို့အတွက်ကတစ်ခုခုလေ့လာတာမျိုးပေါ့နော်တစ်ခုခုလေ့လာတာမျိုးဆိုရင်အဲ့ဒီလေ့လာခြင်းတဲ့ဟာကအရင်ကတည်းကတော့ရှိပြီးသားအခုချိန်ကျမှစပြီးတော့ဒါလေးတော့ငါစပြီးအကောင့်ထဲပေါ်လိုက်မယ်ငါပြင်းနေလို့မရတော့ဘူးဒီတိုင်းနေလို့ငါမရတော့ဘူးဆိုတဲ့အတွေးမျိုးလေးဝင်လာတာမျိုးတွေ့ရတယ်ဒါကတော့ကိုယ့်ရဲ့ energy တွေကပေါ့နော်ဒီမကြခင်မှာ new beginning တခုရှိနေတဲ့အတွက်အဟောင်းတွေကိုအဆုံးသတ်နေတဲ့အချိန်ပေါ့နော်ကိုယ့်ရဲ့ cycle တချို့သော cycle လေးဒါအဆုံးသတ်တော့မဲ့အချိန်တစ်ခုကိုရောက်နေတာမျိုးပေါ့နော်အခုအချိန်မှာတော့နည်းနည်းလေးပြင်းသလိုလိုမျိုးဘာမှမလုပ်ချင်သလိုမကင်ချင်သလိုလိုလူကအဲ့လိုမျိုးဖြစ်နေတတ်တယ်နည်းနည်းလေးဘယ်လိုပြောမလဲလေးလေးလန်လန်
ပြင်းပြင်းကြီးအပုံစံမျိုးဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ရှေ့ပိုင်းမှာတော့ကိုကဘာမှကိုလုပ်ချင်တဲ့ຢာတွေဘာမှမလုပ်ခဲ့ရဘူးဆိုတာတဲ့နှောင့်နှေးစမ်းကြမှုတွေအကြောင်းမျိုးကြောင့်ကိုလုပ်ချင်တာတွေလုပ်ခွင့်မရခဲ့တာပေါ့နော် idea တွေတော့ရှိတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီလိုမျိုးငါနေလို့မရတော့ဘူးဆိုတဲ့အတွေးလေးတော့တွေးလာပြီကိုအကောင့်ထဲပေါ်ကျင်တဲ့အရာလေးကိုလည်းစပြီးတော့ဒီတေးသေးလေးကစပြီးတော့အကောင့်ထဲပေါ်ပဲလို့လည်းတွေးနေတယ်ပေါ့နော်ဒါကအဲ့လိုတွေးတာတော့1 ရက်2 ရက်ပဲရှိသေးတယ်အဲ့တော့ကြာတော့မကြခင်မှာတော့ new beginning ရှိနေတယ်အခုချိန်မှာကိုယ့်ရဲ့ energy နည်းနည်းတော့ ban out ဖြစ်နေလိမ့်မယ်နည်းနည်းစိတ်ပင်ပန်းမှုတွေကြုံတွေ့နေရလိမ့်မယ်နည်းနည်းလေးဘယ်လိုပြောမလဲဆိုတော့ကိုအခုလက်ရှိနေတဲ့နေရာမှာအရှိအတိုင်းလေးကနေလိုက်တော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ရောက်နေတဲ့နေရာမှာပဲအဆင်ပြေအောင်နေလိုက်တော့မယ်အဲ့လိုပုံစံမျိုးပေါ့ဘာလို့မှလည်းအရေးကြီးမတွေးချင်တော့ဘူးဘာပဲအရာတွေမှလည်းစုပ်ကိုင်မထားချင်တော့ဘူးဘယ်သူနဲ့မှလည်းညှိယူမနေချင်တော့ဘူးငါပဲငါဘွားလေးအေးချမ်းချမ်းလေးပဲနေချင်တော့တယ်ဒီလိုမျှော်လင့်ချက်တွေလည်းအများကြီးထားမနေတော့ဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးပြောရရင်တော့နည်းနည်း surrender ချခြင်းလာတဲ့အနေအထားမျိုးလေးပေါ့နော်အဲ့လို energy မျိုးလေးတွေ့နေရတယ်အဲ့တော့ energy လေးကတော့ဒါအရင်ကြီးဆိုးွားတယ်လို့တော့ပြောလို့မရဘူးပြင်ပန်းနေတယ်နွမ်းနေတယ်ဆိုပေမဲ့လည်းအရင်ကြီးဆိုးွားတဲ့ထဲတော့မပါဘူးဒါ surrender ချခြင်းတဲ့အနေအထားလေးကိုရောက်နေတာမျိုးပေါ့နော်အဲ့တော့ဒီထိ energy ကြိုက်တယ်ဆိုရင်တော့တစ်ဖက်သူရဲ့ energy ကိုကြည့်လို့ရပါပြီအဲ့တော့အခုဒီရက်ပိုင်းထဲမှာ follower လေးတွေကလေအဲ့ဒီတစ်ဖက်သူပေါ့ကိုနဲ့ဒီလို no contact separation ပြီးရင်တချို့ဒီ soul connection ရှိတဲ့သူတွေပေါ့နော်လုံးဝအဆက်အသွယ်မရတဲ့သူဖြစ်လိမ့်မယ်အဲ့ဒီတယောက်ကအဲ့တယောက်နဲ့တူတဲ့ပုံတူလေးတွေမကြာခဏတွေ့နေရလိမ့်မယ်ဒီရက်ပိုင်းထဲမှာရုတ်တရက်ဖြတ်ခနဲတွေ့လိုက်တာမျိုးနော်တချို့လေးတွေတော့အိမ်မက်တာဖြစ်နိုင်တယ်ဒါပေမဲ့အိမ်မက်တယ်ဆိုတာအထက်သူနဲ့တူတဲ့သူသူနဲ့တူတဲ့လူတွေကိုတွေ့တာဒါမှမဟုတ်သူနဲ့သူ့အတန်နဲ့တူတဲ့အတန်မျိုးကိုကြားရတာအတန်ဆိုတော့ဥပမာထားပါတော့အဲ့လိုမျိုးကိုကတခုခုဒီ YouTube တို့ social media အဲ့လိုမျိုးတခုခုမှာနားထောင်ရင်းနဲ့သူ့အတန်နဲ့တူတဲ့အတန်မျိုးကြားရတာမျိုးသူနဲ့တူတဲ့ပုံစံတွေတွေ့ရတာမျိုးပြီးရင်နောက်တစ်ခုကလေသူ့ရဲ့ရုပ်ပုံစံနဲ့တူတဲ့အဲ့လိုကတ်တွန်းပုံလို့ပါတော့လေအဲ့လိုမျိုးလေးတွေတွေ့ရတာမျိုးဒါမှမဟုတ်ရင်သူအရင်ကြိုက်တဲ့ကတ်တွန်းပုံကိုကမထင်မှတ်ဖက်တွေ့ရတာမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့သူ့ကိုရုတ်တရက်သတိရသွားတာမျိုးပေါ့အခုဒီရက်ပိုင်းထဲမှာတော့ follower လေးတွေကသူ့ကိုအရင်ကြီးသတိရနေတာမျိုးတော့မရှိဘူးကိုယ့်အနေနဲ့ကိုယ့် energy နဲ့ကိုယ်တော့တိုင်းပတ်နေရတော့အဲ့တော့သူ့ကိုတော့အရင်ကြီးအာရုံတော့မရောက်နိုင်ဘူးဒါပေမဲ့ဒီရက်ပိုင်းထဲမှာမှသူ့ရဲ့ပုံကလေးတွေသူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကကိုယ့်မျက်စိရှိမှပေါ်လာတဲ့အတွက်တော့သူ့အကြောင်းလေးနည်းနည်းစဉ်းစားမိတာမျိုးပေါ့နော်အဲ့လောက်ထိပဲအဲ့လိုပုံစံမျိုးလေးဖြစ်နေတာတော့တွေ့ရတယ်နော်အခုဒီ energy လေးလည်း follower လေးတွေမှာဖြစ်နေမယ်လို့ခံစားရပါတယ်အဲ့တော့ဒီတစ်ဖက်သူရဲ့ energy ကိုကြည့်ရအောင်သူဘာလေးဖြစ်နေလဲပေါ့သူကအခုဒီချိန်မှာကအဓိကတော့သူ့ရဲ့အလုပ်ပဲအလုပ်တွေဒါသူ့ရဲ့စီးပွားရေးဒါတွေကိုပဲသူလုပ်နေတယ်ပြီးတော့နောက်တစ်ခုကသူ့မိသားစုထဲမှာဆိုရင်တော်တော်လေးဘယ်လိုပြောရမလဲအရေးပါအရာရောက်တဲ့အခန်းကဏ္ဍမှာရှိနေတာမျိုးပေါ့နော်အဲ့ဒီအတွက်သူကအလုပ်ကိုပဲအပြည့်အဝအာရုံစိုက်နေရတယ်ဆိုတော့ energy မျိုးကိုတွေ့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့လေသူပုံမှန်လုပ်နေကြအလုပ်ပုံစံမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ career change ထားတာမျိုးဒါမှမဟုတ်ဘူးဆိုအရင်တုန်းကဝန်ထမ်းလုပ်ခဲ့ပြီးတော့ကျမှအခုချိန်ကျမှအဲ့လိုစီးပွားရေးတစ်ခုခုကိုစတင်တာမျိုးပဲဖြစ်ပေါ့နော်အဲ့လိုမျိုးစီးစနစ်တကျစတင်ပြီးလုပ်ကင်နေတာမျိုးကိုတွေ့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့အခုဒီရက်ပိုင်းထဲမှာပေါ့နော်သူကအဲ့လိုအလုပ်ကိုလေအပြည့်အဝကြီးကိုအာရုံစိုက်ပြီးတော့လုပ်နေတာမျိုးအဲ့လိုမိကုန်ရန်ကုန်လုံးဝကိုအဲ့လိုစွန့်စားပြီးတော့ကိုလုပ်နေတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဘာလို့လဲဆိုတော့သူ့မှာကသူ့ကိုမိခွန်နေတဲ့သူတွေများနေသလိုသူမဖြစ်မနေရုန်းကန်နေမှာဖြစ်မယ်ဆိုတဲ့အနေအထားမျိုးမှာရောက်နေလို့ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာသူအလုပ်တွေအများကြီးလုပ်နေတယ်ပြီးတော့သူကအခုဒီအချိန်မှာတော့နည်းနည်းဘာလဲဆိုတော့သူငွေကြေးလေးတွေအဲ့လိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူကအများကြီးမျှော်လင့်ချက်တွေရှိနေတာမျိုးကိုလည်းတွေ့ရတယ်အဲ့တော့သူအလုပ်တွေလည်းအများကြီးလုပ်နေတယ်အလုပ်ကိုလည်းတကယ်ကိုစနစ်တကျနဲ့တေးသေးချာချာဆေးဆေးဆဆအဲ့လိုပုံစံမျိုးကိုလုပ်နေတာမျိုးပေါ့နော်ဒါပေမဲ့တခုကပေါ့နော်သူအဲ့လိုအလုပ်တွေအများကြီးလုပ်နေတယ်ဆိုပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အရင်ကြီးအဆင်မပြေနေတာမျိုးဒီရက်ပိုင်းထဲမှာနည်းနည်းလေးတခုခုအကြောင်းဘယ်လိုပြောမလဲအကြောင်းတိုက်ဆိုင်တိုင်းသူ့မှာအဲ့လိုမျိုးနည်းနည်း emotional ဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံလေးတွေ့ရတယ်အရင်ကြီးတော့စိတ်ကတော့စိတ်ချမ်းသာနေတာမျိုးတော့မဟုတ်ဘူးအလုပ်တွေတော့နင်းကန်လုပ်နေတာပဲအဲ့လိုပုံစံမျိုးတော့တွေ့ရတယ်ပြီးတော့နောက်တစ်ခုကသူ့ရဲ့စိတ်ထဲမှာကအဲ့လိုမျိုးပေါ့ဘယ်လိုပြောလဲဆိုတော့သူကလေတောင်းတရောတခြားသူကိုရင်မပွင့်တတ်တဲ့သူဖြစ်တယ်သူ့ပုံစံကနည်းနည်းဘယ်လိုပြောမလဲမိသားစုထဲမှာသူကအရေးပါအရာရောက်တဲ့နေရာမှာနေရတဲ့အတွက်သူကဘယ်လိုပြောမလဲပျော်ညံ့ပြလို့မရဘူး
အဲ့လိုအားငယ်ပြလို့မရဘူးဆိုတဲ့အနေအထားမျိုးမှာသူနေခဲ့ရနိုင်မယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့သူတခြားသူရှိမှအဲ့လိုမျိုးအမြဲတမ်းသူတန်မာပြနေရတဲ့အတွက်သူ့ရဲ့အတွင်းထဲမှာအခုချိန်မှာနည်းနည်းလေးပြိုလဲနေတာမျိုးကိုတွေ့ရတယ်ပြီးတော့နောက်တစ်ခုကလေသူ့ရဲ့စိတ်ထဲမှာသူလှုပ်ချင်တာတွေသူဖြစ်ချင်တဲ့ဟာတွေကဘာမှအကောင့်ထဲပေါ်ခွင့်မရပဲနဲ့အရာအလုံးကိုသူကထိန်းချုပ်ပြီးနေရတာမျိုးတခါတလေကျတော့သူ့မှာဆန္ဒတွေရှိနေပေမဲ့လည်းမိသားစုကိုငဲကွက်ပြီးတော့ငဲညာပြီးတော့သူဘာမှမလုပ်နိုင်တာမျိုးအဲ့လိုပုံစံမျိုးပေါ့နော်သူ့ရဲ့ဆန္ဒအလျောက်ကိုသူဘာမှမလုပ်နိုင်ဘူးဆိုတဲ့အနေအထားမျိုးမှာရောက်နေတယ်အမြဲတမ်းသူ့ရဲ့စိတ်ထဲမှာသူကဘယ်လိုပြောမလဲသူ့ကိုယ်သူထိန်းချုပ်မှုတွေနဲ့ပဲနေရတယ်အဲ့ခါကျတော့သူကဘယ်လိုပုံစံဖြစ်နေလဲဆိုရင်သူကအဲ့လိုစိတ်ရုပ်လိုမျိုးပဲအလုပ်တွေတောက်လျှောက်လုပ်နေတယ်သူ့ရဲ့စိတ်ထဲမှာစိတ်ကတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုသူသေချာကြီးအာယုံမဆိုင်နိုင်ဘူးအဲ့လိုပုံစံမျိုးတွေ့ရတယ်ပြီးတော့နောက်တစ်ခုကကျတော့လေသူကအုပ်ချိန်မှာနည်းနည်းလေးဘယ်လိုပြောမလဲဆိုပြောင်းလဲမှုတစ်ခုကိုစတင်တယ်သူကအခုဒီပြီးရတဲ့လဝင်းကျင်လောက်ထဲမှာကိုသူကလေအဲ့လိုမျိုး Dark Night of the Soul ပေါ့နော်အဲ့လိုမျိုးလေးကြုံတွေ့ထားရတယ်ပြောရရင်တော့သူအဲ့မှာသူတော်တော်ကိုအဆင်မပြေမှုတွေကိုတော်တော်များများသူကြုံခဲ့ရတာမျိုးရှိတယ်သူစိတ်တော်တော်ပင်ပန်းခဲ့တာမျိုးတွေသူရှိခဲ့နိုင်မယ်အခုချိန်မှာနည်းနည်းလေးတော့သူ့ဘက်ကစိတ်သက်သာရာလေးရလာပြီနည်းနည်းလေးဘယ်လိုပြောမလဲမုံတိုင်းနေပြီးသွားတဲ့အတွက်လေပီလေးတော့ရောက်လာခါစားတော့ပြူလာပြီပေါ့နော်သူကိုယ်တိုင်လည်းအဲ့လိုမျိုးဘယ်လိုပြောမလဲ transformation တစ်ခုကိုလှုပ်ထားတာမျိုးကိုတွေ့ရ transformation တစ်ခုဖြစ်လာနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအခုဒီမှာပေါ့နော်သူ့ရဲ့စိတ်ထဲမှာကဘယ်လိုဖြစ်နေတော့ဆိုတော့ဒါကလေသူကဟိုအရင်ကတည်းကလည်းသူ့ရဲ့ type ဖြစ်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့လေသူကတခုခုဆိုရင်သူ့ရဲ့ခံစားချက်ကိုထုတ်မပြောတတ်တာမျိုးထုတ်မပြောတတ်တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ထုတ်မပြောချင်တာအဲ့လိုပုံစံမျိုးပေါ့ခံစားချက်ဆိုတာဒီတိုင်းပဲထိန်းထားရတဲ့အရာဘယ်သူမှပြောစရာမလိုဘူးဆိုတဲ့ခံယူချက်မျိုးနဲ့နေတဲ့သူမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ကျတော့သူကဘယ်လိုဖြစ်နေတော့ဆိုတော့သူကပြင်ပမှာတော့သူကသူတန်မာပြီးတော့အလုပ်တွေအရန်တွေစွတ်တွေလုပ်နေလိမ့်မယ်စိတ်ထဲမှာအမြဲတမ်းသူစိတ်ထဲမှာအဆင်မပြေနေတာမျိုးတခြားသူတွေအတွက်ကိုပဲသူအမြဲပေးဆက်နေရတာမျိုးသူ့ရဲ့မိသားစုအတွက်သူပေးဆက်နေရတာဖြစ်နိုင်တယ်ဒါသူနဲ့သူတခြားသူတွေအတွက်ပေါ့နော်အဲ့လိုမျိုးသူပေးဆက်နေရတဲ့ပုံစံမျိုးတကယ်တမ်းသူ့အတွက်သူပြန်တွေးကြည့်လိုက်တော့သူ့မှာကျတော့ဘာမှရရှိနေတာပိုင်ဆိုင်နေတာမရှိဘူးဥပမာရရှိနေခြင်းပိုင်ဆိုင်နေခြင်းဆိုတာအဲ့လိုစိတ်ချမ်းသာမှုပေါ့သူ့ရဲ့ဘဝမှာပျော်ရွှင်မှုစိတ်ချမ်းသာမှုစိတ်ကြည်နက်မှုဒါတွေကိုတော့သူဘာတစ်ခုမှမရနိုင်ဘူးအဲ့ဒီအတွက်သူ့ရဲ့စိတ်ထဲမှာအဲ့လိုမျိုးဝမ်းနေတဲ့စိတ်မျိုးရှိတယ်ဒါပေမဲ့လည်းသူကပြင်ပမှာတော့သူ့ကိုသူအမြဲတမ်းထိန်းချုပ်ပြီးတော့ဘာမှမဖြစ်တယ်လို့ပုံစံမျိုးနဲ့အရန်တန်မာတဲ့သူတယောက်လိုပုံစံမျိုးနဲ့သူကနေနေတာမျိုးတွေ့ရတယ်ပြီးတော့အခုဒီကာလအတော်တွင်ထဲမှာတော့သူကဘယ်လိုပြောမလဲဒီရှေ့ပိုင်းကာလဒီတစ်လနှစ်လအတော်တွင်ထဲမှာသူဒီတော်တော်လေးကိုအဆင်မပြေမှုတွေကိုသူတယောက်တည်းခက်ရရင်ဆိုင်ခဲ့ရတယ်အခုချိန်မှာနည်းနည်းလေးတည်ငြိမ်စားတော့ပြုလာပြီးနည်းနည်းလေးလည်းသူ့ရဲ့ဘယ်လိုပြောမလဲဆိုတော့spiritual awakening ဖြစ်လာတဲ့ပုံစံမျိုးပေါ့နော် awakening ဖြစ်လာတဲ့အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ပြီးတော့သူ့မှာအတိတရားလေးတွေရလာတယ်လို့သူ့ရဲ့ transformation တစ်ခုကိုလည်းသူပြောင်းလဲလာနေတာမျိုးတွေ့ရတယ်ပြီးတော့နောက်တစ်ခုကသူ့ဘဝကနည်းနည်းလေးကောင်းတဲ့ဘက်ကိုတော့ဥတည်လာနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အခုဒီအချိန်မှာသူကဘယ်လိုလဲဆိုတော့ follower လေးတွေနဲ့ပတ်သက်ရင်သူကဘယ်လိုအချိန်မှာတွေးမိလဲဆိုတော့သူအရင်စိတ်ပင်ပန်းနေမှာအထူးသဖြင့်သူ့ရဲ့စိတ်ထဲမှာအဲ့လိုပေါ့လစ်ဟာတဲ့ခံစားချက်မျိုးသူ့ရဲ့စိတ်ထဲမှာအဲ့လိုစိတ်ကြည်နေမှုမရှိတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မျိုးပေါ့သူဘယ်လိုပြောမလဲစိတ်အတွင်းထဲမှာပင်ပန်းနေတဲ့အချိန်မျိုးတွေမှာသူက follower လေးတွေကိုသတိရတတ်တယ်အဲ့တော့ကျတော့သူကအခုချိန်မှာက follower လေးတွေကိုအရန်သတိရပြီးတော့လွမ်းပြီးတော့အဲ့လိုမျိုးဖြစ်နေတာလားဆိုတော့မဟုတ်ဘူးသူ့ရဲ့စိတ်ထဲမှာဘာလို့တွေးမိလဲဆိုတော့သူ့ဘဝမှာသူတခြားသူတွေအတွက်ကိုရုန်းကန်နေရလေသူ follower လေးတွေနဲ့သူဝေးကွာသွားပြီးတဲ့နောက်ပိုင်းမှာပေါ့နော်သူ့ရဲ့သူ follower လေးတွေအပေါ်လုံးဝမတီးနိုင်ခဲ့တဲ့ဂရိတွေပေါ့နော်ဂရိတွေသူပြောခဲ့ပြီးတော့သူလက်တွေ့မှာလုံးမပေးနိုင်ခဲ့တဲ့ကိစ္စတွေအဲ့ဒါတွေကိုသူပြန်တွေးပြီးတော့သူစိတ်ထဲမှာစိတ်အဆင်မပြေဖြစ်တာသူဂရိပေးထားတာတွေရှိခဲ့နိုင်မယ်ဒါပေမဲ့သူအဲ့ဒါတွေကိုမတီးနိုင်ခဲ့ဘူးသူဘက်ကနေပြီးသူလုပ်ပေးမယ်လို့ပြောထားတဲ့အရာတွေရှိလိမ့်မယ်အဲ့ဒါတွေကိုလည်းသူကတကယ်တမ်းလက်တွေ့ကြတော့ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးအဲ့လိုကြတော့သူကအဲ့အရာတွေကိုသူပြန်တွေးပြီးတော့ငါဘာမှလည်းမလုပ်နိုင်မင်းနဲ့ငါသူ့ကိုပြောခဲ့မိတယ်ဆိုတဲ့ဟာမျိုးပေါ့နော်သူကအခုချိန်မှာကဒီ follower လေးတွေဘက်ကိုအရင်ကြီးသူမလှည့်နိုင်သေးဘူးဘာကြောင့်လဲဆိုတော့သူ့ရဲ့ဘဝထဲမှာကိုသူရုန်းကန်စရာတွေအများကြီးရှိနေသေးလို့အဲ့တော့ကျတော့သူ follower လေးတွေဘက်ကိုမလှည့်နိုင်လေသူ့စိတ်ထဲမှာသူ
ဘက်ကဂရီပေးထားတဲ့အရာတွေပုံမှာ तू ငါဘာလို့အဲ့လိုတွေဂရီတွေရှောက်ပေးခဲ့မိပါလဲအခုဘာမှလည်းငါမလုပ်ပေးနိုင်ဘူးဆိုတဲ့စိတ်မျိုးပေါ့နော်အဲ့ဟာကသူ့ကိုနည်းနည်းလေးပင်ပန်းနေစေတာမျိုးပေါ့ तू အဲ့လိုမျိုးလေးဖြစ်နေတယ်ပြီးတော့နောက်တစ်ခုကလေအခုချိန်မှာ follower လေးတွေနဲ့ तू နဲ့ဝေးသွားပြီလို့သူ့ရဲ့စိတ်ထဲမှာ तू ခံစားရတယ်အဲ့ခါကျတော့သူကနေဘာလဲဆိုတော့အခုကဒီ follower လေးတွေနဲ့ तू နဲ့ကဘယ်လိုပြောမလဲဆိုတော့အတူရှိရမယ့်သူမျိုးတွေမဟုတ်ဘူးကိုလန်းကိုပဲရှောက်ရမယ့်သူတွေငါတို့တွေအခုချိန်မှာတော့တရားနဲ့တရားလက်ကိုလုံးမှပဲရတော့မယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးလက်ကိုလုံးရတော့မယ်လက်ကိုလုံးတင်နေပြီလုံးရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲသူစိတ်ထဲမှာတွေးတာပေါ့နော်လုံးဝမဖြစ်နိုင်တော့ဘူးသူအဲ့လိုပုံစံမျိုးပဲသူအတွေးထဲမှာရှိနေတယ်ဆိုတာမျိုးတွေးရတယ်ပြီးတော့နောက်တစ်ခုကကြတော့လေဒါပေမဲ့သူကဘာလဲဆိုတော့ဒါကိုသူ့ဘက်ကနေပြီးလုံးဝကြီးခွဲခွာသွားခြင်းလို့အဲ့လိုမျိုးရဲ့အကြောင်းမဟုတ်ဘူးဒီဘဝရဲ့အခြေအနေကြောင့်ဒီဘယ်လိုပြောလဲ universe ရဲ့အလိုပေါ့နော်အဲ့တော့ timing ကြောင့်ပေါ့အဲ့လိုမျိုး divine plan အရာတော့ဒီမှာအဲ့လိုမျိုးငါတို့ကမတွေ့နိုင်ဘူးတွေ့ဆုံရမယ်သူမဟုတ်ဘူးပေါ့ဒါအဲ့လိုပုံစံမျိုးလေးသူတွေးတယ်ငါတို့အဲ့လိုမျိုးလက်ကိုလုံးလိုက်မှပဲအဆင်ပြေလိမ့်မယ်သူအဲ့လိုမျိုးတွေးတယ်ပြီးတော့နောက်တစ်ခုကအဲ့ဒါကသူကလုံးဝကိုယုံထွက်နိုင်လို့လုံးဝကိုမချစ်တော့လို့သူ့စိတ်ထဲမှာလုံးဝမရှိတော့လို့သူအဲ့လိုပုံစံမျိုးပြောတာမဟုတ်ဘူးဘဝရဲ့လက်ရှိမှာဖြစ်နေတဲ့အခြေအနေအရသူအဲ့လိုပုံစံမျိုးပြောတာပြီးတော့ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အရင်တုန်းကလိုမျိုးလေးစကားလေးတွေပြန်ပြောခွင့်ရတယ်ဆိုရင်တော့သူပြန်ပြောချင်တယ်အရင်တုန်းကလိုအနေထားမျိုးလေးဆိုရင်ရမယ်ဆိုတော့သူပြန်လိုချင်တယ်ဒါကတော့သူ့ရဲ့စိတ်ဆန္ဒတသက်ကလေးပဲပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့ဒီမှာပေါ့သူထပ်ပြီးသူစိတ်ထဲမှာတွေးရတဲ့ခုကလေသူ့ကိုခွင့်လွှတ်နိုင်မယ်လို့သူမျှော်လင့်ပါတယ်တဲ့နော်တချို့လေးတွေအတွက်ပေါ့နော်မထင်မှတ်ပဲပြန်ဆောင်တာမျိုးတွေဖြစ်တတ်တယ်ဒါ next move အနေနဲ့ကြည့်မယ်ဆိုရင်ပေါ့နော်သူ့ဘက်ကနေပြီးတော့အဲ့လိုဆက်သွယ်လာတာမျိုးတွေရှိမလားဆိုတော့အဲ့လိုမျိုးကတော့မရှိဘူးသူ့ဘက်ကအဲ့လိုဆက်သွယ်လာမှမျိုးသူ့ဘက်ကနေပြီးတော့အဲ့လိုမျိုး action တစ်ခုယူလာမှမျိုးဆိုရင်တော့မရှိသေးဘူးသူ့မှာသူ့ဘဝထဲမှာအမြဲတမ်းအဲ့လိုမျိုးသူဦးစားပေးရမယ့်အရာတွေအများကြီးပဲအဲ့လိုပေါ့နော်သူကအဲ့လိုမျိုးသူ့မိသားစုအတွက်အလုပ်ငွေကြေးဓာတ်တွေအတွက်ကိုပဲသူအာရုံစိုက်နေတာပြောရရင်တော့ဒီအခုလက်ရှိ relationship နဲ့ပတ်သက်ဒီ follower လေးနဲ့ပတ်သက်တဲ့ဒီ soul connection ကြီးနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့သူကအများကြီးအဲ့ဘက်ကိုသူမှတ်လိုက်နိုင်ပြောရရင်တော့သူဘဝတစ်လျှောက်လုံးမှာသူကလုံးဝဒီ logical ဆန်ပေါ့နော်သူအဲ့လိုမျိုးပဲဖြတ်သန်းနေတာမျိုးကိုတွေ့ရတယ်အဲ့တော့အခုချိန်မှာဆိုရင်သူက next move အနေနဲ့တော့အဲ့လိုသူ့ဘက်ကနေအဲ့လိုဆက်သွယ်လာတာပြန်ပြီးတော့အဆင်ပြေနေတာအဲ့လိုပုံစံမျိုးတော့မရှိဘူးဒါပေမဲ့သူ့ရဲ့စိတ်ဆန္ဒအရာတော့အရင်လုံးကလိုပုံစံမျိုးတွေသူပြန်ပြီးတော့ရချင်တယ်ဆိုတာမျိုးတွေတော့ရှိတယ်ဒါသူ့ရဲ့စိတ်ဆန္ဒလေးအဲ့လောက်ပဲဒါပေမဲ့ဒီတကယ်လက်တွေ့အနေနဲ့ကြည့်မယ်ဆိုရင်တော့နှစ်ယောက်လုံးကတယောက်နဲ့တယောက်လက်ကိုလှုပ်ဖို့ပဲလက်ကိုလုံးရမှာပဲဆိုတော့အတွေးမျိုးသူ့မှာပို့ပြီးများတယ်ဒါပေမဲ့ဒီအဲမှာပေါ့နော်တချို့တော့20%ရာခိုင်နှုန်း30%ရာခိုင်နှုန်းပြောရရင်ကောင်းကောင်းလေးheal ဖြစ်နေတဲ့သူ healing ကောင်းကောင်းလုပ်ထားတဲ့သူတွေအနေနဲ့တော့အဲ့လိုမထင်မှတ်ဖဲနဲ့အဲ့လိုခဏတစ်ဖြုတ်ပြန်ဆုံတာမျိုးတွေတော့ဆုံရတတ်တယ်ပေါ့နော်အဲ့လိုတချို့လေးတွေတော့အဲ့လိုအကြောင်းတိုက်ဆိုင်ပြီးတော့အဲ့လိုမျိုးအဆက်အသွယ်ရတာမျိုးပါမျိုးတော့ဖြစ်နိုင်တယ်အဲ့လိုမထင်မှတ်ဖဲပြန်ဆုံတာမျိုးအဲ့လိုပုံစံမျိုးလေးတွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒါတော့ရာခိုင်နှုန်းအရင်နည်းပါတယ်သူကအခုချိန်မှာလုံးဝကိုသူ့ရဲ့ဘယ်လိုပြောမလဲဒီ logical ဆန်ဆန်ပဲသူဖြတ်တန်းနေတယ်ပေါ့ဘဝအောင်အဲ့လိုပုံစံမျိုးတွေ့ရပါတယ်အဲ့တော့ဒီနေ့ reading လေးကတော့ဒီ soul connection သမားတွေရဲ့ energy တစ်ဖက်သူရဲ့ energy ပြီးတော့သူတို့ရဲ့ next move ပေါ့နော်နောက်အနာဂတ်မှာဘာတွေဖြစ်နိုင်လဲဒါကိုကြည့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် reading တွေမှာထပ်ပြီးတွေ့ပါမယ် bye bye